100% confident 100% confident နော် is ဟဲကဒီပစ်မှာမပစ်ဘန်းလောက်တယ် ပြောင်းလီယိုမော့ ဟဲက yes ဘန်လောက်မယ်တင်တယ် ဒီပစ်မှာမပစ်ဘန်း ရ လောက် မယ်တင်တယ်ဒီမှာယူမရမယ်ဒီမှာယူမရမယ် ဒီမှာယူမယူတော့ဘန်းဒါမဲ့ကိုထင်တော့မယူတော့ဘူးထင်တာပဲနော် ဒီကတော့ usage ငါနေတော့မယူတော့ သုံးမှဆိုတော့ ယူမိုးနေ green နေ you like please ရွေးချယ်လို့ကောင်းတယ် you like please stand နေရော career pressure ပေးရရတယ် ပြဂိုးလင်းကို pressure သွားပေးလို့ရ pressure တော့ပေးရ မှန် ဟို hacker အဲ့လိုဟိုဂျူရီဘက်ဂျန်ဂလာနဲ့မှာ hacker room မှာထုတ်တာလို့ ဟုတ်တယ် ဟုတ်လေ ဟုတ်လားဂျူရီဘက်ဂျန်ဂလနဲ့မှာ hacker room မှာထုတ်ကြတာလို့ဒါတို့နေဥစား ဒါပေမဲ့ကျန်ကလာကပိုနိုင်တော့ဘူးလား အိုးမွေးနေရှင်ကြတော့လေ အော်ဟဲ့ဖန်ဒီ what fanny ထုတ်ချပြတာ ဟုတ်တယ် fan တွေဖိနေတော့မပါသေးဘူး ဖန်နီဆို ဖန်ဒီကလည်းဘန်လာပြီးပြီတောက်အေး Uber ထပ်ဘန်လိုက်အေးစေးပဲ ယုံကြည်မှုပဲလားယုံကြည်မှုပဲ ဖန်နီတဲ့ ကာကြမန်းကာကြရအောင် ကာကြဟုတ်တယ်မန်နဲ့ကာကြရီ frank ကို ဒီဘွဲ risk များတယ် ဒီဘွဲစိတ်တော့က one hero ရောဘန်းအောင်ပါနော် one hero ယုံကြည်မှုဆိုတာနော်ဗလက်ယုံကြည်မှုဆိုတာအဲ့ဒါ confidence ဆိုတာအဲ့ဒါဗလက် နော် ကြိုက် ဟုတ်တယ်ကာရဲတယ်ဗျာမင်းကြာလို့ထားလိုက်ရအောင်နော် on ကဘာမို့လို့လဲ M7 ကိုပထမဆုံးမှအခုမှနော်ဝင်ဆော့တာဒါပေမဲ့ဖန် တီးထုတ်ဖို့ပဲဓမ္မတွေ share တွေ subscribe တွေလုပ်တော့ တတိ ပစ်တယ်ဒါကိုလည်း2018ထဲကပစ်လာတာဒါ fanny ကနော်ဆော့တော့မတော့သေးဘူး ဖန်နေ 6ဘန်းသွားပြီ လဲနေဟန်ပဲ ဒိုကီရီကီရဲ့ fan တွေလေးတော့မမေ့စေချင်ဘူး နော်ဒါကြီးနော်အင်နိုမာ fanny နဲ့ပတ်ကြမ်းလာတာဒါကြီးနော်အဲ့ပွဲတော့ရှုံးသွားတယ် ဒါတို့ key wine ဘာတွေဘန်းအောင်မလဲ key wine ကာကြပါညာဘန်းမလား fan တွေရဲ့ ကာ ဘာ ကြ လို့လဲ ဘန်းလိုက်ပါကာကြဘန်းမင်းတို့ကြိုက်ဆော့လို့ရပြီကို fiber ရဲ့ ပေါ့ပါလေးပဲ ကာကြတော့ဘန်းနေတယ်ထင်တယ်ကရီကာကြကြီးနော်အဲ့လို မြဲဆိုတော့အမျိုးမျိုးတော့ဖြစ် မျိုး တာ တော့ကာကြကြီးပါတက်တယ် ကာကြ ထ လေး င် လည်း ကြီးလို့မရဘူးထင်ကြီးလို့လည်းမရဘူးတော့ မားပြေကောင်းလေးမှာကာကြဆိုပြီးပေါ်လိုက်စား honest ဆိုတိုင်းလဲကြောက်စရာမလိုပြောချင်တာပေါ့နော်ပေးချင်တဲ့ message ရတာကြောက်စရာမလို 900ပဲဟလာလက်နှစ်ဖက်စီစော့နေတာနော် ဗလက်ခလီယာလည်းမရတော့ grow လည်းမရတော့ဒါ key wine hero တကောင်ပြောကြည့်ဗလက် ကာကြ ကြောင်း ကာကြဘန်းနေတယ်လို့ ကာကြ please ကာကြ please ကာကြ ကာကြလေးပဲဘန်းပေးပါကွာ ဒါလေးဘန်လိုက်မလား ကာကြ ကာကြကရီလာတော့မှာကာကြကရီလာတော့မှာခံစားနေရအကုန်ကာကြကြီးကတကယ်ဆွဲတာလို့ အေးတကယ်ဆွဲတာဟိုတနေ့ကယုံသွားပြီ ဒီပွားဟိကာကြစိုးတယ် အေးလို့ဟာရပူဇာမင်းဆွဲပြတာလို့ခုနေ့က ကိုထင်တော့ကာကြကတိတာဖြစ်တော်မယ်နေ မဖြစ်နိုင်ဘူး ဗလက်ကာကြကတိတာဖြစ်နိုင်လားကာကြကတိတာ ဟုတ်ပြီ ဖြစ်တော့ဖြစ်နိုင်တယ်ကာကြကရီတာ ဖြစ်နိုင်ကတိတာ ကာကြကတိတာ guys ဦးနှစ်ဘက်ကကာကြကတိတာဖြစ်မယ်လို့အာယုံရတယ် အကာကြဖမ်းသွားလို့ရှိရင်ပြန်ကယ်မဲ့ကောင်တစ်ကောင်တော့လိုတယ် လင်း ဒီ ပါ ဝီ ဘ ဖီလန်လေးရလာမယ်လေ อืม ဒီဝီလန်လေး လင်း ဘ ပါ လင်းတိုက်ဂရယ်လေးရောဒါဒီပွဲဘလင်းတိုက်ဂရယ် လိုက်ရဲစောလာ ကာကြယူသွားတာမဖြစ်နိုင်ဘူး အေးဟုတ်တယ်ကာကြပြန်ယူလိုက်ရင်ရော တိတော့တယ်ဒီကောင်နေတိတော့တိတော့ ကာကြယူလိုက်လို့ရှိရင် ကာကြပြန်ယူလိုက် connect မဖြစ်ဘူး spare တွေက connect မဖြစ်ဘူးရောကာကြ မဖြစ်တော့ဘူးဟုတ်တယ်ပြီးတော့ငါတို့ဗလက်ဒီနာခိုးစရာစပယ်မရှိသေးဘူးဆိုတာပဲ ခိုးရဆိုတာကြီးခိုးရရှိရလေဘလင်း အဲ့လေဆိုတာပဲရှိမှာနော် ဟုတ် ဆိုတာကြီးကစောင်းလန်းတယ်လေ ပြေဝိုင်းပိုဆိုးမှာကာကြကတိတာဆိုရင် ဆိုတာကြီးကစောင်းလန်းတာကို အော် high low ယူသွားပြီ what ဘလင်း high low ရမဟုတ် ဒါဒီကောင်ကာကြပဲဆောက်တယ်ဒီကောင် တကယ်လို့ကာကြပစ်ဝိုင်းအောင်မှပဲ high low ဘာညာစပယ်စားပြီးလို့ high low ရင်လည်းဖြစ်နိုင်သေးရဆိုတော့ရပါသေးတယ် ရင် high low ကမကင်တော့ အဲ့ ဘူး တော့မတော့တော့ဘူးတင်တယ် ဟုတ်လား ညာ အတင်းဖြစ်နို အဲ့ င် ဒါတော့ကြောက်တယ် ဖြစ်တော့ဖြစ်နိုင်တယ်ပေါ့နော် ဒီပွဲပဲကနိုင်မလဲတော့ကျွန်တော်မြန်မာနိုင်နောက်စင်တက်ဖို့ကဘာစံတော်တော်များသွားနည်းနည်းလေးအရင် ကာကြပဲထုတ်မယ်နေကာကြကတိတာလားမသိဘူး ကိုင်းစရာဆိုတော့ဘာမှမကြံတော့ဘူးဒီကောင်နဲ့ဒါပဲယူမယ်ထင်တယ်ဖာစာတော့ရှိသေးတယ်ဖာစာဆော့မလားဖာစာနဲ့ပုတ်မလားသူတို့ကတိတာဆော့မလားဆိုတာပဲကြည့်အောင်စန်ကသူ့ရဲ့ favorite hero လောက်ကြာတယ်နော်ကောင် โอ้ကတော့အချာနဲ့ဖာအဲ့လိုဆိုတော့အရင်ကြီးကြောက်စရာတော့မလို့ဒါပေမဲ့ကတော့အချာ unbreakable redden တွေကတခါလေး fan တွေတော့နည်းနည်းတော့အာယုံနောက်တယ်ဘယ်လို ဖန်နီကိုဘယ်လောက်ဖမ်းလို့မရတော့ အခုကပြီးတော့အဲ့ဒီဟာဟိုတောင်းနဲ့ channeling duration နဲ့ဆိုင်ပြီးတော့
โอ้ အဲ့လိုရင်းကြပါ အဲ့ကဘိုင်းလေဗလန်တီနာအောက်လေ ဘယ်လိုလဲအော်လင်း ဗလန်ညာရေးစီဗလန်ညာရေး ဗလက်တီနာဟွာရင်းကဟွာဟိုဆိုရာဟိုဗလက်တီနာနဲ့ရှင်နေပြီးတော့လောင်ကြီးကတစ်ဖက်ကဖိုက်တာဝင်လုံးတာတွေတော့ကောင်းတယ်လေမနေ့ကတော့မှပဲ ace ပြောနေတယ် ကောင်းနေဒီဒရလေး လောင်ကြီးတွေပါ ကြိုက် တွေက တယ်သဘောကျတယ် YG let's go ကဲညီကိုတို့ပွဲပြီးပြန်တွေ့မယ်အင်တာဗျူးမှာပြန် အင်တာဗျူးဝိုင်းကြီးအင်တာဗျူးနဲ့ညီကိုပြန်တွေ့မယ်ကွာ ဘာကြီးအန်တာဗျူးနဲ့ပြန်တွေ့မယ် โอเค လူကတ်တော့ပါလေကတ် ကဲ မှာ ညီကိုတို့အောက်ပို့လိုက်ပြီနော် โอเค ကဲကိုဒီဝါကန်ဖွင့်လို့ရတယ်နော် let's go ပလန်သားကြီးဘယ်လိုဖြစ်လာလဲဒီနေ့တော်တော်တက်ကြွနေ ဝို ပါ င်းဒီ လား ကအတားကြီးကိုဒီဝိုင်းဒီကအတားကြီးကောင်းပြောထွက်ဆိုင် ပလန်အရင်တက်ကြွနေပါလားသားကြီး ကိုဒီမနေ့ကမတက်ကြွလို့လား ကဲအားဆိုမင်း intro ဝင်လိုက်တော့ ကဲကျွန်တော်တို့ဝိုင်းကြီး versus Onyx Indo တို့ရဲ့ကျွန်တော်တို့ best of 1ပွဲစဉ်နိုင်တဲ့သင်းကတော့ကျွန်တော်နောက် play off တက်ဖို့အတွက်တော်တော်ကြီး chance များသွားမဲ့ပွဲကိုတော့ကျွန်တော်ရဲ့ main sponsor ဖြစ်တဲ့ Riot လေးနဲ့အတူတူပဲစတင်လိုက်ပဲဖြစ်ပါတယ်เนาะကျွန်တော်တို့ဒီဘက်မှာတော့ Han Fanny ကိုတော့ပွဲထွက်လာခဲ့ရင်းနဲ့ပဲဒီလိုရေးကြည့်တဲ့ပွဲမျိုးမှာကန်ရဲတဲ့ဇာတ်ကတော့နဲတော့မနေဘူးဗျ ကဲနော်ကျွန်တော်တို့ပွဲတဲ့ရောက်ရင်တော့ battery တောက်လျှောက်អော်ရတော့မှာဆိုတော့နော်ကျေးဇူးတင်စကားလေးပြောဖို့မေ့သွားမှာဆိုလို့ပါကျွန်တော်တို့အခု like ကြည့်ရှုနေတဲ့လူနော် viewer Facebook YouTube အပေါင်းအားလုံးပေါင်း3,400ကျော်ရှိပါတယ်အားလုံးကိုကျေးဇူးအများကြီးတင်တယ်လို့အရင်ဆုံးပြောကြားခြင်းပါတယ် ဘာဝနေပြီ ကဲနော်ဆိုတော့ခုတော့ပွဲလေးတော့တစ်ချက်ရေးကြည့်ရမယ် တော်ကြီးလာပြီးတော့เนาะ Valentina ကိုလာလုံနေတာဆိုတော့လေ free တော့နည်းနည်းလေးတော့ hand နေနဲ့တော့ River Monster ညာ ရအောင်တော့ star တာအဲ့တိုင်းဖန်အဲ့လိုတွေမလွဲနဲ့နော်တိုင်းအဲ့လိုတွေမလွဲနဲ့နော် မ easy ပါမလား easy ပါကေပဲခုမှတစ်ချောင်းလေးပဲနည်းနည်း miss သွားတာပါရပါတယ် jungle သေးပါနဲ့ပြန်စားလို့ လေးလို့ထိန်းကြမလား Curry ကို innocent လေးလို့ထိန်းကြမလား ညာဆိုတော့အောက်လမ်းမှာတော့ curry နဲ့ clown နဲ့နေတာတခုမှာတော့ stick နေနေတော့နည်းနည်းလေးတော့ဖျဲခံနေရတယ်ဗောနော်ဒီမှာအပေါ်လမ်းမှာလည်းရင်းနေနေလက်ပီလိုက်ထိုးတာတွေပါတွေခံနေရတယ် Valentina မိတ်လည်းဖြစ်နေတာဆိုတော့အမှန်တိုင်းပြောရင်တော့ဒယ်ရိုကြီးဝင်ချမယ်ဆိုရင်တော့မာတော့မမာဘူးပေါ့နော်ဒီကောင်အညော်ပုံစံမျိုးစပဲတွေပါပြန်ခိုးပြီးဆော့မယ်ပုံစံမျိုးပဲရွေးချယ်ထားတယ်ဒါပေမဲ့ရပါတယ်အောက်လမ်းမှာတော့ blink bucket လာပေးပြီးသားကြီး ဟုတ်တယ်အေးစေကဲနော် Cree တွေဘာတွေကလည်းတာဝန်နာခေါ်စားလို့ရတဲ့အနေထားရှိနေတာဆိုတော့state တော့ကတော့ lane pressure တော့ရှိမှာတော့မဟုတ်ဘူးလဲမှာတော့ fast နည်းနည်းလေးတော့တွေးရစိုးနေနေပဲ blink ပြန်ရောက်လာပြီဆိုတော့လေ Cree တွေဘာတွေတော့စားဖို့တော့လွယ်တယ် Fanny ကေပဲ unbreakable red ကိုချက်ချင်းကြီးတွေ့လာဗလားငါအဲ့ဒါစိတ်ပူတာဒါကြီးတခြားမဟုတ်အဲ့ဒီစေးပဲအရင်မပါဘူးဒါပေမဲ့အဲ့ပါတဲ့တော့ကတော်တော်ဆိုးတယ်လားတို့ ဟောဘာအောင်ကန်ကန်လုတ်တက်တာ ခိုင်ရီတော့လီယိုမိုတွေပါလေစော့နေပြီဗျာနော်လီနာကလည်းလေလမ်းမှာတော့ dispersion rotation တွေပါတော့ပေးရတယ်ခိုင်ရီကိုနည်းနည်းလေးပုတ်ထည့်လိုက်တာသွေးတစ်ဝက်ရောသွားပြီးစမ်းတော့သွားပူတာပါတယ်နော်ရင်အယံတော့ပေါင်းနေတာတခုမှာတော့သွေးတစ်ဝက်ရောဝိုင်းမှာ Fanny နေတော့ဒီတာတေတော့လိုချင်နေတော့မဲ့ဆိုပေမဲ့ဘေးနားမှာအများကြီးပဲနော် bucket တွေအများကြီးကိုကြော်ပေါက်မှာဆိုတာမောင်းထုတ်ထားတာဘာညာနဲ့နောက်ဆုံးမှာတာတယ်လေးကိုတော့ခိုင်ရီပဲရဝိုင်းမှာမတန့်ဖောင် Fanny မှာ energy မရှိတော့ဘူးပြန်တော့ bat တင်နေနောက်ဆုံးမှာခိုင်ရီလေးကိုတော့လီနာရလိုက်ပါသေးတယ်ဒီဘက်မှာလက်ပီလီနာကောင်တက်ပေးသွားရင်ရင်းလေးတော့ပြန်ပေးထားတယ်1 for 1 trade Valentina ပြော့နေတာကို Valentina ကသူအမှန်တိုင်းပြောသူထိုးတာတွေကခိုင်ရီကိုပြက်ပြီလို့ထင်ခဲ့ပေမဲ့ तू ကအရန်ပြော့တဲ့ဟီရိုဖြစ်တဲ့တော့ဘတ်တယ်မှာကြာမခံသွားတာတကယ်ဆိုတော့ခိုင်ရီသေသွားတင်တာအဲ့နေရာမှာမင်းတကယ်သေ ဟုတ် တင် တ တာ ယ်ကာရီသေးဝါမှာနော်နည်းနည်းလေးတော့ထက်ခံလိုက်နိုင်လို့ရှိရင်အဲ့နေရာကာရီရသွားပြီနော်ကာရီဟီရိုကီတကောင် first starter လေးတော့ယူရတယ်ဆိုပေမဲ့အဆင်ပြေသေးတယ်ဘရို ရတယ်အဆင်ပြေသေးတယ်ညီကိုနော်ဂျီနာဟီရိုကီယူပေးွားမြင်လိုက်တယ်ဘရိုနော်ဆို1 for 1ပဲလားတတရတော့ဒါ Fanny နဲ့တော့ဒါ report တာမလို့ဆိုလဲဒါဖြစ်တယ်ဒါ easy ပဲလားပို့ပါပဲဘာမှအရင်ကြီးနှမျောနေကြတော့မရှိဘူးเนาะဒီဘက်မှာလဲ walking grass ဘာညာလေးတော့စားတိုင်းတော့ own it သူတို့ကတော့ Asian တင်း BB ဖိမှာပဲဘရိုသိလားကျွန်တော်မြန်မာတင်းရဲ့အဲ့သူတို့ပေးတဲ့ PR တွေကိုအကောင်းဆုံးတောင်းခံပြီးတော့ပြန်ကျုံးသွားမှာမှန်ပဲเนาะကျွန်တော်လိန်နေကတော့ AI ကြောင်းပဲဆိုပေမဲ့ကလောက်ကတော့ဟို career တော်တော်ကြီးစပေးလိုက်ယူနေတာ long diversion အောက်ပြန်ပို့ပေးလိုက်တာဗျစတစ်ကိုเนาะစတစ်လည်းလာဖမ်းမှာတော့ရမယ်အလဲလန်းတွေပါလေလာဖန်နော်ပြီးရင်တော့အောင်လန်းကိုတော့ diversion နဲ့ပြန်ဖို့ Fanny K ပဲဆွဲနောက်မှာ Skyline တော့ဝင်လုံးမလား blink နေနေတော့သွေးနေဝိုင်းနေတာတခုမှ Gloria ပတ်ဝင်းလေးနဲ့ပြေးထားသေးတယ်နော်3မိနစ်လို့ဝင်းကျင်မှာတော့ Hero K 1-1နဲ့ကျွန်တော်တင်တော့ Onin ဘက်ကဗတဲ့လိုချင်နေရတယ်တူတယ်လီယိုမို့မြင်းနေပါရှိတယ်ကျွန်တော် Fanny ဘက်ကလည်းချတာတော့ချရမှာသိလားဟိုလိုကြီးချိန်နေလို့တော့မရဘူးမှန်တယ် Hero K တော့ပြန်လိုက် try မှရမယ် Fanny နဲ့ဆိုတော့အားလီချရနိုင်ဘူးကတော့ကောင်းမှာရန်တော့လောကြတော့မလိုဘူးပေါ့နော် ACမှန်တယ်ကောင်စားနှစ်ကောင်စားလေး live pick up try เนาะဒီဘက်မှာ Fanny blue ဘက်ထွက်တော့မဲ့ timing လေးကိုတော့ key wine မြင်တော့မြင်လာတယ်ဆိုပေမဲ့ Fanny K ပဲငတ်သားလေးတော့ဖြတ်စားဖို့တော့ကြိုးစားတယ်ဆိုပေမဲ့လည်း Sans နေနေတော့ငတ်ကလေးပြောင်း flicker လေးနဲ့ခုံတော့ဝိုင်းနေတာတခုမှာလွတ်မြောက်သွားသေးတယ်ဗောနော်နောက်မှလည်းတာတေတွေပါထွက်တဲ့ timing လေးလည်းရှိနေပြီဆိုတော့ဒီ blue bag လေးကိုမြန်ဆန်ဆန်လေးစားလိုက်မလား key wine ဒီ blue bag ကိုတော့ last scout ထားပါပြီးမလာနဲ့အကောင်ပုတ်ပေးလိုက်
ပုတ်ပေးလိုက်တိုင်း AOG အကုန်လုံး ခုံ AOG AOG ခုံနော်အေးရပြီမင်းခုံလိုက်တော့အဲ့ဒါခုံလိုက်တော့မင်းခုံမှုလိုအပ်နေတာ အင်ပြန်မှာကီပွိုင်းအင်ပြန်မှာတပြန်လုံးလို့ရပြီ အမှန်ပဲကဲဆိုတော့ဒီဘက်မှာတော့တာတယ်တွေပါတော့ကီပွား